လက်ကျင်းမှုတွေကိုပြန်မလုပ်ကျင်တော့လို့လက်ဝဲမထိုးကျင်တော့တာလို့လက်ဝဲချန်ပီယံဟောင်းတွတ်မဆောင်ကဆိုပါတယ်တွတ်မဆောင်ဟာလွန်ခဲ့တဲ့9နှစ်ခန့်ကတည်းကလက်ဝဲကျိုးဝိုင်းပေါ်ကနေဆုံးခွာသွားခဲ့တာပါလက်ကျင်းမှုလို့ခေါ်တဲ့ training လုပ်ရတာကိုမလုပ်ကျင်တော့တာဖြစ်ပြီးတခြားဘာကြောင့်မှမရှိဘူးလို့လည်းဆိုပါတယ်ကျွန်တော်လည်းထိုးလာတာဆိုတော့15-16နှစ်ကတည်းကထိုးလာဆိုတော့အခုအသက်36လို့ရတယ်လူကတော့နဲ့ဝက်လောက်ရှိဘူးလို့ထိုးလာတယ်တဝက်လောက်ရှိကြာလာတော့ရှိလို့ရှိရင်ထွေနေလောက်ရတာမလုပ်ကျင်တော့ဘူးမလုပ်ကျင်တော့ဘူးမထိုးတာကောင်းတာပေါ့လေအဲ့လိုထိုးတော့ဘူးဒီကတော့ကျွန်တော်ကျမ်းမာရေးတဲ့ဘာမှဖြစ်ပါဘူးဒီကတော့ကျွန်တော်ထွေနေမလုပ်ကျင်တော့ဘူးထွေနေမလုပ်ကျင်တော့မထိုးတော့ဘူးသူ့ကိုအားပေးတဲ့ playset တွေကတော့ဘက်ဆုပ်ထိုးတက်မှုကောင်းတဲ့တွေ့မဆောင်ကိုကျိုးဝိုင်းတွေပေါ်မှာပြင်မြင်ခြင်းနဲ့ဆန္ဒတွေရှိခဲ့တာပါဒါပေမဲ့သူတို့မျှော်လင့်ထားသလိုဖြစ်မလာပါဘူးနီးပြလောကဘက်ကိုကူပြောင်းလာဖို့ရှိသလားလို့မီဒီယာတွေကတွစ်ဆုံမေးမြန်းတဲ့အပေါ်မှာသူကအခုလိုပဲပြောပြပါတယ်နီးပြလောကကလည်းကိုစီကန်နဲ့ကဲအဆင်ပြေလို့ရှိရင်တော့လုပ်ပေးဖို့ဆင်နေပါဘူးချိုးကလည်းစီကမဆရာပြန်ပြောနားမထောင်ဘူးသူတို့ရတော်တော်ပြန်မှန်းတယ်ပေါ့လေအဲ့ဒါကြောင့်တော့ကိုယ်လည်းစိတ်မရှိတော့မိုင်ရဲပြောတာကျွန်တော်ကထိုးရင်ထိုးလို့ရှိရင်ဆုံးမကျွန်တော်ကြောက်တာရသေးပါစေကျွန်တော်ကအပေါ်မှာတစ်ခါပဲသိမှာကိုလေဒါပေမဲ့ကိုတင်ပေးလိုက်တဲ့နိဗ္ဗာန်တရားနေတော့ကိုကမွေးထုတ်ပေးလိုက်တယ်ဆယ်မရလို့ရှိရင်သူများတော့ကိုထိုးကျင်တယ်ဟုတ်ကဲ့သူများတော့ကိုထိုးကျင်တယ်ကိုကြတော့ဟိုအဲ့လိုက်ဒီအဲ့လိုက်လောက်တယ်ဆိုတော့ကျွန်တော်မကြိုက်ဘူးအဲ့လိုမျိုးလုပ်လို့ဆိုရင်မကြိုက်ဘူးအဲ့ဒါမို့လို့တော့သားရုပ်လူလို့ရှိရင်မမွေးကျင်ဘူးအခုအချိန်မှာလက်ဝဲပွဲတွေကိုကြည့်မိရင်ထိုးကျင်စိတ်မရှိတော့ပေမဲ့အားမလို့အားမရဖြစ်နေတဲ့စိတ်ကတော့ရှိတယ်လို့သူကဝန်ခံပါတယ်လက်ဝဲမှာကစားသမားကောင်းတစ်ယောက်ဖြစ်ဖို့အတွက်အဓိကကတော့စီကံပိုင်းမှာအထူးကောင်းမွန်ဖို့လိုအပ်ပြီးနိုင်အောင်ထိုးမယ်စိတ်ရှိဖို့လိုအပ်တယ်လို့သူမဆောင်ကပြောပါတယ်စီကံမရှိဘူးထွေနေပါလေဆင်းလိုက်နေလေဆိုရင်သမက်စားလို့ချက်မအေးဘဲနဲ့အဲ့လိုပဲသွားလာဆိုလို့စင်ပေါ်ရလို့ရှိရင်အဲ့ဒါစကားပြောတယ်ဘုကိုအဲ့လိုရှိတော့ဘူးအဲ့ကျွန်တော်သမက်စားလို့ရှိရင်တေးသမောလေးအဲ့လိုက်ကိုအားကိုမွေးလိုက်ပေါ့လေအဲ့ရနိုးကန်တန်စားတကယ်ညဆိုတီဗီကြည့်ရှင်ကြည့်9နာရီ9လောက်ဆိုတော့ပြန်အဲ့လိုလေနှစ်စောထားရမယ်ဆိုတော့လေညနေမှအိမ်မယ်ဆိုလို့ရှိရင်နှစ်စောထားဖို့အဆင်မပြေဘူးဆဆရပေါ့လေကိုစီကနေစီစီရှင်ပေါ့လေတွေ့မဆောင်လို့ကစားသမားကောင်းတယောက်အနားယူသွားလိုက်တာဟာရိုးရလက်ဝဲလောကအတွက်စိုးစိုးမှုတစ်ခုဖြစ်တယ်လို့ပြိုင်မဲ့တူဖြစ်သူငမန်းကဆိုပါတယ်သူ့လူကစားသမားကောင်းပေါ့နော်အဲ့လိုရိုးရလက်ဝဲကနေနားသွားတော့ဆိုတော့စိတ်တွေမှာတော့မကောင်းဘူးကိုတော်မအခု39တော့မှထိုးတော့မဆိုအမှသူတို့ကမနာမနဲ့ထိုးနေတော့ဆက်သူတို့ကကိုရီရိုးရတော့ကောင်းသူကနားဝိုင်းမှပြန်ထိုးရမှာဆိုတော့အဆင်မပြေတော့အဲ့ဒါကြောင့်သူတို့ကစားသမားတွေဆုံသွားတယ်လို့ပဲရင်းနှီးခံစားရတယ်ရိုးရလက်ဝဲလောကမှာတွတ်မဆောင်ရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးမြန်မာလက်ခမောင်းကုမ္ပဏီဥက္ကဋ္ဌဦးစီတီဟာကအခုလိုပဲပြောပြပါတယ်21ရာစုအကောင်းဆုံးလက်ဝဲသမားဂုံဘုံဆိုတာအနေအထားမျိုးကျွန်တော်စဉ်းစားပါတယ်ဒီနာမည်ကအရန်ကြီးကိုများနေသလားပေါ့နော်ဒါပေမဲ့ပြန်တွဲကြည့်တဲ့ခါကျတော့ဒီ2001ကနေစပြီးအခု2018နှစ်တာကာလမှာကိုတွင်းမရှောင်လို့အောင်မြင်မှုကိုတွင်းမရှောင်လို့ကြော်စုံမှုနဲ့ဒီလူအများချစ်ခင်မှုတွေကတခြားဘယ်သူနဲ့မှရှင်းလို့ရတဲ့ဒီတိုင်းမျိုးဖြစ်နေပါတယ်အဲ့တော့ဒါကြောင့်မို့လို့ကိုတွင်းမရှောင်ကိုကျွန်တော်ပြန်ပြီးတော့ဒီပွဲမှာပွဲထုတ်ရတဲ့21ရာစုရဲ့အကောင်းဆုံးလက်ဝဲသမားလို့ကျွန်တော်သုံးလို့ရတာဖြစ်ပါတယ်လက်ရှိမှာတော့တွတ်မဆောင်ဟာတပွဲမှာသူ့ရဲ့ကလေးကိုចောင်းကျိုဖို့လုပ်ပြီးတခြားတစ်ဖက်မှာသူ့မိသားစုရဲ့လုပ်ငန်းဖြစ်တဲ့မိဖို့သုံးကက်တွေထည့်ပေးနေတယ်လို့သိရပါတယ်